ရှေးခေတ်ပေဘီလိုမျိုးကြီးကနေဒီနေ့အထိလူတိုင်းအတွက်တန်ဖို့ရှိနေတုံဖြစ်တဲ့ငွေကြေးဆိုင်ရာနီလန်းကောင်းတွေကိုဒီဇလန်လေးကနေတဆင့်အတူတူလေ့လာကြည့်ကြရအောင်ပါဒီလိုမျိုးတွေးမိหูကြလားအလုပ်ကတော့မနာတဲ့စူးစမ်းပန်းစားလုပ်နေရတာပဲဒါပေမဲ့ကိုယ့်ရဲ့ပတ်စံကတော့ဘာလို့အမြန်တမ်းပြားချက်နေရတာလဲဆိုပြီးတော့လေဒါကလူတို့များများရင်ဆိုင်နေရတဲ့မိကွန်းတစ်ခုပါကဲဒီတော့ဒီအဖြစ်အနောက်ွယ်ကအဖြေကိုဇလန်လေးတစ်ပုဒ်နဲ့အတူတူရှာကြည့်ကြရအောင်ကဲဇလန်ကိုစလိုက်ကြအောင်ကျွန်တော်ရဲ့ဇလန်ကရှေးခေတ်ကဘာမှာအချမ်းသာဆုံးလို့ကြော်ကြားပြီးရွှေရင်ငွေတွေနဲ့တလက်လက်တော့ပါနေတဲ့ဘေဘီလိုမြတ်ကြီးမှာအစပြုပါတယ်ဘေဘီလုံးဆိုတာကလည်းတကယ်ကိုခန္ဓာတယ်ဝါတဲ့မျိုးတော်ကြီးပါဒုက္ခဒုက္ခကဆိုရင်ကဘာပေါ်မှာအချမ်းသာဆုံးပေါ့နေရာတိုင်းမှာရွှေငွေရတနာတွေကဖြီးလျံနေပြီးမြို့ကြီးတစ်ခုလုံးကစီးစံချမ်းသာတွေနဲ့လွှမ်းခြုံထားသလိုပါပဲဒါပေမဲ့အဲ့လောက်ချမ်းသာတဲ့မြို့ကြီးမှာနေတဲ့ဘန်ဆာဆိုတဲ့လူတယောက်အတက်တော့အခြေအနေကလုံးဝကိုပြောင်းပြန်ဖြစ်နေခဲ့တယ်။သူကအင်မတန်ကျွမ်းကျင်တဲ့စိတ်အထားပြုလုပ်သူတယောက်။ဒါပေမဲ့သူ့ရဲ့ငွေအိတ်ကတော့အမြဲတမ်းလိုဗလာချင်းနေပြီးစိတ်ဓာတ်ကြီးကျနေကြရတာပေါ့။ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိလာပြီ။ဗန်ဆာနဲ့သူ့တငယ်ချင်းကော်ဘီဂျိုကသူတို့ရဲ့ငယ်တငယ်ချင်းဖြစ်တဲ့အာခတ်နဲ့ရှင်ကြည့်လိုက်တဲ့အခါကွာခြားချက်ကမိုးနဲ့မီလိုပဲ။အာခတ်ကဘေဘီလုံးမှာအချမ်းသာဆုံးဖြစ်နေချိန်မှာသူတို့နှစ်ယောက်ကစင်းရဲတွင်းကမတက်နိုင်ဘူး။ထူးဆန်းလာကအာခတ်ကသူတို့ထပ်ပေါ်ပြီးတော့လည်းအလုတ်ကျူးစားလုပ်နေတာမဟုတ်ဘူး။ဒါဆိုရင်ဘာတွေများမှားနေတာလဲ။အဲ့ဒီမှာတင်ဗန်ဆာနဲ့ကော်ဘီတို့နေရောက်တာသဘောပေါက်သွားကြတယ်။သူတို့မှလိုအပ်နေတာကအလုတ်ကျူးစားမှုမဟုတ်ဘူး။ချမ်းသာကြွယ်ဝစေမဲ့အတိပညာဆိုတာကိုပေါ့။ဒီတော့အဖြေကိုသိနိုင်မဲ့တူရီတို့သူစီတွားဖို့သူတို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဆိုတော့သူတို့နှစ်ယောက်ဟာမျောလင့်ချက်အပြည့်နဲ့သူတို့ရဲ့ငယ်သူငယ်ချင်းအခက်ရဲ့ခမ်းနားတဲ့ဆိုင်ရင်တော်ကြီးစီကိုချမ်းသာကြွယ်ဝခြင်းရဲ့လျှို့အချက်ကိုသိရဖို့ထက်ခွာလာခဲ့ကြပါတယ်။သူတို့အာကတ်ကိုမေးလိုက်တဲ့မေးခွန်းကရှင်းရှင်းလေးပါပဲ။မိတ်ဆွေမင်းကငါတို့ထပ်ပို့ပြီးအလုပ်စူးစမ်းတာမှမဟုတ်ပဲဘလို့နီးလက်နဲ့တုံပြီးဒီလောက်ထိချမ်းသာလာရတာလဲဆိုတာပါပဲ။အခုကျွန်တော်တို့လေ့လာကြမယ့်အဓိကအချက်ကလည်းအဲ့ဒီမေးခွန်းရဲ့အဖြေပါပဲ။အာခက်ကလည်းသူ့ရဲ့ငယ်သူငယ်ချင်းတို့ကိုကူညီခြင်းတဲ့စေအပြင်နဲ့သူ့ရဲ့အသိပညာတွေကိုပြန်မျှဝေပေးဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့လေဒီအသိပညာတွေကသူ့ကိုယ်တိုင်လည်းလွယ်နဲ့ရခဲ့တာတော့မဟုတ်ပါဘူးဇလန်ကဒီလိုဗျာအာခက်ကအရင်ကဆင်းရဲတဲ့ကြောက်စာကူးစာရေးလေးတယောက်ပေါ့တနေ့မှာအယ်ဂမစ်ဆိုတဲ့ငွေတိုးချေစားသူတချေကြီးတယောက်ကသူ့ကိုအလုပ်တစ်ခုအပ်တယ်အာခက်ကတညအလုံးမအေးပဲအဲ့ဒီအလုပ်ကိုပြီးအောင်လုပ်ပေးခဲ့တယ်အဲ့ဒီအတွက်အခက်ကြီးငွေမယူပဲဘဝကိုပြောင်းလဲပေးနိုင်မဲ့ချမ်းသာခြင်းရဲ့လူဝတ်ချက်ကိုပဲတင်ပေးဖို့တောင်းဆိုပေးပါလေအဲ့မှာအယ်ဂမစ်ကပြုတ်ပြခဲ့တဲ့လူရဲ့ချက်ကတော့ဒါပါပဲရှာဖွေရရှိသမျှရဲ့ဆဲပုံတပုံဟာကိုပိုင်ဆိုင်တဲ့အရာဖြစ်ရမယ်။ဆိုတော့ကဝင်ငွေတစ်ခုရလာပြီဆိုရင်တခြားဘာတော့မှမတုံးခင်ဘသူကမှမပေးခင်ကိုယ့်အတွက်ကိုအရင်ဆုံးဖယ်ထားလိုက်ပါဆိုတဲ့သဘောပါပဲ။ဟုတ်ပါတယ်။ရှိုးဝက်ချက်ကတတော့ပဲရိုးရှင်းပါတယ်။ဝင်ငွေအားဆုံးရဲ့အနည်းဆုံးဆဲပုံတပုံ10%ပေါ့။အဲ့ဒါကိုကိုယ့်အတွက်တည်တံ့ဖယ်ထားဖို့ပါပဲ။ဒါဟာချမ်းသာကြွယ်ဝမှုစီကိုတွားတဲ့ခီးရဲ့အရေးကြီးဆုံးပထမဆုံးခြေလှမ်းပါပဲ။ဒါပေမဲ့လျှို့ဝှက်ချက်ကိုတူးယုံနေတော့မပြီးသေးဘူးနော်အဲ့ဒီနီလန်းကိုမှန်မှန်ကန်ကန်အတုံးချတက်ဖို့လည်းလိုသေးတယ်အာခက်ကိုယ်တိုင်တော့အမားဒီကနေတစင်တင်ခန်းစာတွေအများကြီးယူခဲ့ရပါတယ်အာခက်ကသူ့ရဲ့စူးငွေတွေကိုပထမဆုံးအနေနဲ့အုပ်ဖုတ်ထမတယောက်ကိုရှားပါကြောင်းမြက်ရေဒနာတွေဝယ်ဖို့အတွက်ပေးကီယင်းနှိမ့်မြုံနှံလိုက်တယ်ဒါပေမဲ့အုပ်ဖုတ်ထမကကြောင်းမြက်ဒီအကြောင်းဘာမှမတီးတော့အလင်းခံရပြီးငွေဒီအခုံဆုံးသွားရောဒီအဖြစ်ကနဲ့အာခက်တင်ခန်းစာကြီးတစ်ခုရလိုက်တယ်နောက်တစ်ခေါက်မှာတော့သူဟာစုငွေတွေကိုဒိုင်းလွှားလုတ်တဲ့သူနဲ့အတူကျင်းနေဝယ်တဲ့လုပ်ငန်းမှာယင်းနှိမ့်မြုံနှံထိအောင်မြင်ခဲ့တယ်။အရေးကြီးဆုံးကတော့အဲ့ဒီကရလာတဲ့အချိုးမြက်တွေကိုပြန်မတုံးပဲအဲ့ဒီငွေတွေကိုသူ့အတွက်အလုပ်ပြန်လုပ်ခိုင်းခဲ့တယ်။ဒီလိုနဲ့သူ့အတွက်အဆက်မပြတ်ဝင်ငွေရှာပေးတဲ့ရွှေုံကြီးကျုံတက်မတော်ကြီးတစ်ခုကိုတိစောက်နိုင်ခဲ့တာပေါ့။အာခက်ရဲ့အသေးအကြောင်ကနေရလိုက်တဲ့အရေးကြီးဆုံးအချက်ကတော့ဒါပါပဲ။ယင်းနှိမ့်မြုံနှံတော့မယ်ဆိုရင်အဲ့ဒီလုပ်ငန်းနယ်ပယ်မှာကျွမ်းကျင်တဲ့သူတွေစီကအကြံဉာဏ်ကိုပဲရယူတဲ့နေဆိုတာပါပဲ။အုပ်ဖို့တမစီကနေကြောက်မြတ်အကြောင်းအကြံဉာဏ်တောင်းတာမျိုးကတော့မဖြစ်သင့်ဘူးပေါ့ဗျာ။ဒီတင်းစားချက်လေးကအထက်ကိုအားကောင်းပါတယ်။ယင်းနှိမ့်မြုံနယ်မိုးကနေရလာတဲ့အကျိုးမြတ်တွေကိုငွေရဲ့အသားသမီးတွေလို့သတ်မှတ်လိုက်တယ်။ပြီးတော့သူတို့ကိုချက်ချင်းသုံးပြမယ်အစားသူတို့ကိုယ်တိုင်ကနေနောက်ထပ်ဝင်ငွေတွေရှာပေးနိုင်အောင်မန်ကြီးသူတို့ရဲ့ခလေးတွေထပ်မွေးဖွားလာအောင်အလုပ်ပြန်လုပ်ခိုင်းရမယ်ဆိုတဲ့သဘောတရားပါပဲ။ကဲရှေ့ခေတ်အခါရဲ့ဇလန်ကနေသင်ခန်းစာယူပြီးပြီဆိုတော့ဒီနေ့ခေတ်မှာကိုယ့်ရဲ့ကြွယ်ဝမှုခလီလန်းကိုဘလို့စတယ်မလဲဆိုတာကြည့်လိုက်ကြရအောင်အခက်ရဲ့အတူအိတ်ကျုံကနေရွှေနီယမှာ9ချက်ကိုအချင်းချုပ်လို့ရပါတယ်ပထမတစ်ချက်ကတော့စုဆောင်းခြင်းနဲ့အဲ့ဒီစုငွေကိုအလုပ်ပြန်လုပ်ခိုင်းခြင်းဆိုတဲ့အခြေခံဥမြစ်တွေပေါ့
တတိယချက်ကတော့ပညာရှိတွေနဲ့တိုင်ပင်ပြီးတတိနဲ့ယင်းနှီးမြှုပ်နှံမှသာကိုယ့်ရဲ့ငွေကိုကာခွင့်နိုင်မယ်ဆိုတာပါနောက်ဆုံးတစ်ချက်ကတော့တတိပေးချက်တွေပေါ့ကိုမကျွမ်းကျင်တဲ့လုပ်ငန်းတွေနဲ့မဖြစ်နိုင်တဲ့အကျိုးအမြတ်တွေကိုလိုက်ရှာရင်ရွှေတွေကထွက်ပြေးသွားတတ်တယ်ဆိုတာပါပဲ ဒီအချက်ကတကယ်ကိုအရေးကြီးဆုံးပါပဲတကယ်တမ်းမှာချမ်းသာကြွယ်ဝခြင်းဆိုတာဝင်ငွေဘလောက်များများရတယ်လဲဆိုတဲ့အပေါ်မှာမဟုတ်ပဲရလာပဲဝင်ငွေကိုဘလို့စနစ်တကျစီမံခန့်ခွဲတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ် နောက်ဆုံးအနေနဲ့ဒီမိခိုးလေးကိုကိုပြန်မေးကြည့်ကြရအောင်ပါကိုယ့်ရဲ့ငွေကိုဖြင်းဖြည့်တင်းဖို့အတွက်ပထမဆုံးချွေစီတစ်စီကိုဘယ်တော့စပြီးဖယ်ထားမှာလဲဒီနေ့လားမနေ့ဖြန်လားအဲ့ဒီပထမဆုံးစတင်လိုက်တဲ့အခြေလမ်းကပဲချမ်းသာကြွယ်ဝမှုစီတွားတဲ့ခီးလန်တစ်ခုလုံးရဲ့အစရဖြစ်နေလို့ပါပဲ